เจรีซีโกแล่งนี่ก็เล็กเลยตะคารงกะตอนนั้นจีตะคุเดมาเล็กเลยตะกองชีเดตูนาเมกาปูซีกะอายุนี่มาไล่เอาไอ้มัดดีอเมียจีมัดตาเดไอ้ดิไอ้มัดดีเทมามะตูရဲ့အကြီးဆုံးအိမ်မက်ကညဘက်ကောင်းကင်မှာလင်းလက်နေတဲ့ကျယ်ဒီကိုလက်နဲ့ကင်ကြည့်ဖို့ပဲဒါပေမဲ့ပူစီကလိတကောင်လေးသူ့ရဲ့ခန္ဓာကိုယ်ကလေးလန့်ပြီးခြေထောက်တွေကနေခွေးတယ်သူ့ရောက်သွားရင်ဘယ်တော့မှမြန်မရောက်ဘူးသူ့ပတ်ဝန်းကျင်ကတရချာချန်တွေကလည်းသူ့အိမ်မက်ကိုကြားတဲ့အခါတိုင်းရဲကြတယ်ဟာလိကလေးကကျယ်ဒီကိုလန့်ကင်ချင်တယ်လားအိမ်မက်တာလွန်လတ်ချီလားလူသူတို့ကပြောကြတယ်ပူစီကတော့သူတို့ပြောတာတွေကိုဂယုမဆိုင်ဘူးသူတီတာကသူကျဲဒီကိုထိတွေ့ချင်တယ်ဆိုတာပဲဒါနဲ့နေတိုင်းသူကျဲဒီကိုဘလို့ရောက်အောင်သွားရမလဲဆိုတာစဉ်းစားတယ်ပထမဆုံးသူဆုံးဖြတ်တာကအမြင့်ဆုံးတစ်ပင်ပေါ်ကိုတက်ဖို့ပဲနေတိုင်းသူတစ်ပင်ချေရင်ကိုသွားပြီးတက်ဖို့ထားတယ်သူချော်လဲတယ်သူကြောခွန်တာကွဲမတက်နာခြင်းရတယ်ပြီးတော့တခြားတရဆန်းတွေကသူ့ကိုလောင်ပြောင်ကြတယ်ဒါပေမဲ့သူဘယ်တော့မှလက်မလျှော့ဘူးဖြည်းဖြည်းချင်းတဲ့အပင်ရဲ့အောက်ခြေပိုင်းကိုသူတက်နိုင်လာတယ်လောင်ပေါင်းများစွာကြတော့ပူစီဟာတောထဲမှာရှိတဲ့အမြင့်ဆုံးတစ်ပင်ရဲ့ထိကိုရောက်သွားခဲ့တယ်။သူ့အပေါ်ရောက်တော့မောပန်းပေမဲ့ပျော်ရွှင်နေတယ်။ဒါပေမဲ့အဲ့ဒီကနေကျယ်ဒီကလာပေမဲ့သူတို့ကအဝေးကြီးမှာရှိနေတော့ပဲ။ပူစီကစိတ်တမကြဘူး။သူခဏနာပြီးနောက်ထပ်ပါလုပ်ရမလဲဆိုတာစဉ်းစားတယ်။အဲ့ဒီအချိန်မှာလေထဲမှာပြန်ဝဲနေတဲ့လက်ပြတစ်ကောင်ကိုသူတွေ့လိုက်တယ်။ငါလည်းပြန်နိုင်ရင်ကောင်းမှာပဲလို့သူတွေးတယ်။ဒါပေမဲ့သူကပြန်လို့မရတဲ့လက်တစ်ကောင်လေးဒါနဲ့ပူစီဟာတခြားအကူအညီတွေကိုရှာဖို့ဆုံးဖြတ်လိုက်တယ်။သူလင်းနိုတယ်ဇီးကွက်တယ်ပြီးတော့တခြားညဘက်ပြန်တန်းတဲ့တပ်တော်တွေကိုတွားမေးတယ်။သူတို့ကိုသူ့ရဲ့အိမ်မက်ကိုပြောပြပြီးဘယ်လိုလုပ်ရမလဲဆိုတာအကြံဉာဏ်တောင်းတယ်။တော်များကသူ့ကိုရဲကြပြီးမြင့်စာနာတတ်တဲ့ဇီးကွက်အိုကြီးတကောင်ကတော့သူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။ဇီးကွက်အိုကြီးကပူစီကိုမိုးပြန်ပူဖောင်းလောက်ကြီးကိုတင်ပေးတယ်။ဇီးကွက်ကတော်တဲ့ကအပင်တွေလေးအစေးနဲ့အရက်တွေကိုဘလို့ပေါင်းဆက်ပြီးပူဖောင်းတစ်လုံးလောက်ရမလဲဆိုတာပြောပြတယ်။ပူစီဟာကြိုးစားလောက်ဆောင်ခဲ့တယ်။သူမရေမတွက်နိုင်အောင်အချိန်ချင်းကြရှုံးခဲ့တယ်။ပူဖောင်းတွေကပေါက်ထွက်သွားတယ်။ကောင်းမပြန်နိုင်ဘူး။ဒါမှမဟုတ်တခြားပြဿနာတွေရှိခဲ့တယ်။ဒါပေမဲ့သူဆက်ပြီးကြိုးစားခဲ့တယ်။နောက်ဆုံးမှာတော့ကြိုးစားမှုတွေရဲ့ရလဒ်အနေနဲ့ပူစီဟာခိုင်မာပြီးကောင်းပြန်နိုင်တဲ့မိုးပြန်ပူဖောင်းတစ်လုံးကိုဖန်တီးနိုင်ခဲ့တယ်။တညမှာကောင်းကင်ကကျယ်ဒီနဲ့လင်းလက်နေတဲ့အချိန်မှာသူဟာသူ့ရဲ့ပူဖောင်းကိုစီးပြီးကောင်းကင်ဘော်ကိုတဖြည်းဖြည်းချင်းတက်သွားခဲ့တယ်။လေးတိုက်လို့သူ့ပူဖောင်းလေးလူခါသွားတိုင်းသူကြောက်ပေမဲ့သူ့ရဲ့အိမ်မက်ကသူ့ကိုဆက်လန်းဖို့တွန်းအားပေးနေခဲ့တယ်။နောက်ဆုံးတော့ပူစီဟာကျဲတပွတ်နဲ့အနီးဆုံးကိုရောက်ရှိသွားခဲ့တယ်။သူ့ရဲ့လက်လေးကိုဆန်တန်းလိုက်ပြီးတောက်ပတ်နေတဲ့ကျဲတပွတ်ကိုထိတွေ့လိုက်နိုင်ခဲ့တယ်။သူ့ရဲ့လက်ချောင်းလေးတွေကြားကနေအလင်းရောင်နွေးလေးစီးဆင်းဝင်ရောက်လာတာကိုသူခံစားလိုက်ရတယ်။အဲ့ဒီအချိန်မှာပူစီဟာစက်ချဝလာထဲမှာအပျော်ဆုံးတက်တော်လေးထီနေခဲ့တယ်။သူ့ရဲ့အိမ်မက်ကတခြားသူတွေအတွက်ရဲစရာထိခဲ့ပေမဲ့သူလက်မလျှော့ခဲ့ဘူး။သူ့ရဲ့နေကွေးတဲ့ခန္ဓာကိုယ်ကအားနည်းချက်ထိပေမဲ့သူအဲ့ဒါကိုအားသာချက်ထိအောင်ပြောင်းလဲခဲ့တယ်။သူဟာကြိုးစားမှုဇွဲလုံလနဲ့ဘယ်တော့မှလက်မလျှော့ချက်တဲ့စိတ်ဓာတ်ကြောင့်သူ့ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့တယ်။ဒီပုံပင်ကနေသင်ရရှိတဲ့သင်ခန်းစာကဘာများလဲ